ဟုတ်ကဲ့ဒီပိုင်းလေးကိုကြည့်ရှုနေကြတဲ့နင်းနေရဲ့တကယ်ကြီးအားလုံးပဲမင်္ဂလာပါဗောနော်ဒီနေ့ကွန်ပျူတာ basic နဲ့ပတ်သက်ပြီးတော့ basic 3ကိုရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအရင်ကတော့ basic 1 basic 2ကိုတင်ခဲ့ပြီးသွားပြီအားလုံးပဲလေ့လာရပြီးမြင်လို့ထင်ပါတယ်ဗောနော်လေ့လာပြီးမှသာလျှင် basic 3ကိုကြည့်ပါဗောနော်โอเคကွန်ပျူတာအခြေခံပိုင်းတွေကိုကျွန်တော်တို့တင်ဆက်ပေးနေတဲ့ iWon ကွန်ပျူတာ boss ရဲ့ channel လေးကနေပြီးတော့အားလုံးတော့ဗောနော်ကွန်ပျူတာနည်းပညာတွေကိုကကနနအခြေခံနဲ့လေ့လာနိုင်ဖို့နေ့စဉ်တင်ဆက်ပေးနေတယ်ဗောနော်โอเคဒီနေ့ basic 3လေးမှာဘာတွေရှင်းပြပေးမလဲဆိုလို့ရှိရင်နံပါတ်1က view အကြောင်း view အကြောင်းအဲ့တော့ view အကြောင်းဆိုတာ ਨੇ ကျွန်တော်တို့လက်တွေ့လောက်ရမှာဖြစ်တယ်ဗောနော်အဲ့တော့ကွန်ပျူတာကိုရှိမှဖြစ်မယ်ဟုတ်ပြီနော်အရင် lesson 1မှာတော့အဲ့လိုပဲသင်ခဲ့တဲ့သင်ခန်းစာနဲ့ချိတ်ဆက်နေတယ်ဗောနော် lesson basic 1 basic 2ပြီးမှသာလျှင် basic 3ကိုလေ့လာလို့ရမှာဗောနော်တစ်ခုနဲ့တစ်ခုနဲ့ကချိတ်ဆက်နေတာဖြစ်တယ်โอเคအဲ့ဆို basic 3မှာဆိုရင်ဘာကိုရှင်းပြလဲဆိုရင် view အကြောင်းကွန်ပျူတာစက်ခွင်ပေါ်ကိုမောက်လေးတင်လိုက်တင်ပြီးွားတာနဲ့တို့ကဘာလို့မဆို right click ထောက်လိုက်right click ဆိုတာလက်ကလေးကိုပြောတာနော် right click မောက်လေးရဲ့ right click ကိုထောက်ပြီးဒီလိုပေါ်လာပြီဒီမှာဆိုရင် view အကြောင်းview မှာဆိုရင် right click ထောက်တယ် view ကိုသွား view မှာဆိုရင်ဒီမှာဒီ view တစ်ချက်ထောက်လက် click ထောက်ပြီးတန်းလားဒီဘက်ကိုလာဒီမှာတော့6ခုရှိတယ်ဒီ6ခုလေးရဲ့လှုပ်ဆောင်ချက်ကိုရှင်းပြပေးမှာဖြစ်တယ်ဗောနော်view ဆိုပြန်ပြမယ်နော်ကွန်ပျူတာစကွင်ပေါ်လွတ်တဲ့နေရာလေးကို right click ထောက်လိုက်လက် click ဘက်လေးထောက်လိုက်ပြီးရင်တန်းသွား view ကိုသွား view တစ်ချက်ထောက်ပြီးဒီဘက်တန်းလားဒီမှာဆိုရင်ပိုင်းနှစ်ပိုင်းခွဲထားတယ်အပေါ်ကပိုင်းကကြတော့ icon တွေနဲ့ပိုင်း icon ဆိုအပေါ်ကကြတော့ဗာလဲဆိုရင်အပေါ်ကလာချ icon လေးကိုတစ်ချက်လက်ကလေးတစ်ချက်ထောက်ကြည့်လိုက်โอ้ icon နေကြီးသွားပြီဟုတ်ပြီเนาะကဲအဲ့ဆိုရင် right click ထောက်မယ်အဲ့ view ကိုသွားပြီးတော့ဒီမှာ media icon ကိုသွားကြည့်လိုက်ဒါဆိုရင် icon တွေကအလေလက်ဟုတ်ပြီเนาะခုနက icon ကြီးတယ်ကိုကအလေလက် okay နောက်တစ်ခု right click ထောက်မယ် view ကိုသွားပြီးတော့ small icon ကိုနှိပ်ကြည့်လိုက်โอ้ icon သေးသေးလေးဖြစ်ပါတယ်ဒါကြတော့ကွန်ပျူတာစကွင်မှာရှိတဲ့ icon တွေကိုမိမိချိန်ကျင်တယ်လို့ချိန်မိမိသုံးကျင်တဲ့အရွယ်အစားတိုင်းသုံးလို့ရပါတယ်ကိုယ့်ရဲ့ကွန်ပျူတာစကွင်နဲ့လိုက်ပြီးတော့ချိန်ပြီးသုံးရမှာပေါ့နော် okay right click ထောက်မယ်view ကိုတစ်ချက်ထောက်ပြီးဒီမှာ larger media smaller ဆိုပြီးတော့အရွယ်အစားဘယ်နှမျိုးရှိပြီလဲ3မျိုးကိုကြိုက်တယ်ယူလို့ရတယ် okay နော်ဒါဆိုရင်ဒီ3ခုကိုနားလည်ပါမယ်နော်ကဲနောက်တစ်ခု auto range icon auto range icon ဆိုတာဘာကိုပြောလဲဆိုရင် auto range icon ဆိုတာဘာကိုပြောလဲဆိုရင်အမှတ်ချစ်ဖြုတ်ထားတွေ့လားအမှတ်ချစ်ဖြုတ်ထားခြင်းကြောင့်ကျွန်တော်တို့ဒီမှာဒီ icon တွေကိုဒီ icon တွေကိုရွှေ့ကျင်တယ်လို့ရွှေ့လို့ရတယ်တွေ့လားကြိုက်တဲ့နေရာမှာရွှေ့လို့ရတယ် folder လေးတွေစီလို့ရတယ်ဒီမှာ note လေးတွေဒီလိုစီလို့ရဖိပြီးစီရလက် click ဖိလိုက်လက် click ဖိပြီးရွှေ့လိုက်လက် click မလွတ်နိုင်ဘူးဒီရောက်မှလွတ်ဒီဘက်ဖိလာဒီရောက်မှလွတ်ဖိလာရတယ်နော်လက်ကလေးလက်ညှိုးနော်လက်ညှိုးဖိလာရတယ်လက်ကလေးဘက်ကိုဖိလာပြီးဒီရောက်မှလွတ်တယ်ဒါကိုကြတော့ရွှေ့လို့ရတာကြတော့ auto range icon မှာအမှတ်ချစ်ဖြုတ်ထားလို့ဟုတ်ပြီနော်ကဲ right click ထောက်မယ် right click လက် click ထောက်လိုက်တယ်ပြီးရင်ဒီဘက် view လက် click ထောက်ပြီးရင်ဒီတန်းလေးရွှေ့ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်တို့ auto range icon ကိုအမှတ်ချစ်ပေးလိုက်လက် click တစ်ချက်ထောက်လိုက် okay ဒါဆိုရင်ပြန်ကြည့်မယ် right click view သွားပြီးတော့အမှတ်ချစ်ဖြစ်သွားပြီတွေ့လားနော် auto range icon မှာအမှတ်ချစ်ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ icon တွေကိုရွှေ့ကြည့်မယ်လက်ညှိုးခုနတိုင်းပဲနော်လက်ကလေးလေးဖိပြီးတော့ဒီဘက်ကိုရွှေ့လိုက်အိုးရွှေ့လို့ရတော့လားမရတော့ဘူးเนาะဒါဘာကြောင့်လဲဆိုရင်အားလုံးတွေ့မှာပါတွေ့မှာတချို့ကွန်ပျူတာတွေဆိုရင်အဲ့လို icon လေးတွေစီထားတာလေဟုတ်တယ်ဒါဘာကြောင့်လဲ auto range icon ကိုအမှတ်ချစ်ဖြုတ်ထားလို့ဟုတ်ပြီเนาะအဲ့ဆို right click ထောက်မယ်ဆက်လို့ view ကိုသွားပြီးတော့ auto range icon ကိုအမှတ်ချစ်ပေးလိုက်တော့ရွှေ့လို့မရတော့ဘူးဒါဆိုနားလည်မယ်เนาะအမှတ်ချစ်ပြန်ဖြုတ်လိုက်မယ်ပြီးရင်ဖြုတ်လိုက်ကြည့်လိုက်မယ်ဖြုတ်လိုက်တော့လားပြီးရင်ဒီဘက်ကိုဖိပြီးလက်ကလေးဖိပြီးတော့ရွှေ့လိုက်ဒါလေးရွှေ့လို့ရပြီเนาะအခုနဆရာရွှေ့ထားသလိုဒါဘာကြောင့်လဲဆိုရင် auto range icon ကိုအမှတ်ချစ်ဖြုတ်ထားလို့ okay နော်ဒါကိုကြိုက်တယ်လို့ကိုယ့်ရဲ့ဒီလို product တက် software ဆို software တက်နော်ကိုစီလို့ရတယ်ဒါဆိုကျူဒီ video လေး folder လေးတွေတည်တာစီထားတာ okay နော်ဒါဆိုရင်ရမယ်နော်တကယ်လို့ဒီကောင်ကိုရွှေ့ကျင်တယ်ဆိုဆက်လက်ပြီးဒီနာဖိပြီးဆက်လက်ပြီးလိုက်ပြီးရင်ဒီဘက်ကိုရွှေ့လိုက်ဒါရွှေ့တယ်နီးတခုတည်းရွှေ့ကျင်တော့တစ်ခုထောက်ပြီးလက် click နော်ဒီဘက်ရွှေ့တခုတည်းရွှေ့ပြီးရင်လက် click ဖိပြီးတော့ဒီလိုမျိုးသွားပြီးဆက်လက်ရွှေ့လိုက်ဒီအပြာရောင်လေးပေါ်သွားတော့
ပြီးရင်ဒီလို selection ဒါဆိုရင်တော့ဆရာတို့တွေ selection ပေးတယ်လို့ခေါ်တယ်တခုချင်းစီပေးမယ်ဆိုရင်တခုချင်းနေရာချလို့ရတယ်နော်ဒါမှတို့ကအကုန်လုံးကိုနေရာချခြင်းနဲ့ကိုချခြင်းတဲ့ဟာကိုအကုန်လုံးကိုချခြင်းနဲ့ဆိုဒီလို select ပေးအောက်ကနေပေးလဲရတယ်ဘောကပေးလဲရပြီးတော့မှဒါကိုရွှေ့ဖိတာလက်ကလေးဖိလာမှရတာနော်အဲ့လိုမျိုးနဲ့ကွန်ပျူတာခြေခံကိုနားလဲပေါ့နော်တေချာလေးလိလာပါတေချာလေးနားထောင်ပေါ့နော်ဒီလိုဖိမှသာလေးရတာဖြစ်တယ်ပေါ့နော်တခုချင်းဖိမယ်လက်ကလစ်နော်လက်ညှိုးတစ်ခုလေးသုံးတာနော်right click ထောက်တယ် view ကိုသွားပြီးအဲ့တော့ဒီမှာဆို right click ထောက်တယ် view ကိုသွားပြီးတော့လွတ်တဲ့နေရာနော် icon ပေါ်ထောက်လို့မရဘူးနော်လွတ်တဲ့နေရာမျက်နှာပြင်မှာ right click ထောက် view ကိုတစ်ချက်ထောက်ပြီးရင်ဒီတန်းတန်းလာပြီးရင်မှာ auto range icon okay ရပြီနောက်တစ်ခု align icon to grad ဟုတ်ပြီနော်ဒါကကြတော့ဗာလဲဆိုရင် align icon to grad align icon to grad မှာကျွန်တော်ကအမှတ်ချစ်ပေးထားတယ်။ဘာကြောင့်မှတ်ချစ်ပေးထားလဲဆိုရင်ဒီကောင်တွေကဒီ software ဒီ screen ပေါ်မှာရှိတဲ့ icon တွေဆို grad လမ်းကြောင်းနဲ့တိစောက်ထားတယ်။အဲ့တော့သူ့ဒီဟာကိုသူချလိုက်ပလား dash တာအဲ့ဒါဒီလိုကတ်လို့ရလားမရဘူးနော်ဟုတ်လားဒီလိုကတ်နေလို့ရမရဘူးဆို grad ကိုလမ်းကြပါဟုတ်လားတန်လိုက်တုံးလို့ကြပါဒီနာလေးကိုတန်ဒီပေါ်ထပ်လို့ရလားမရဘူး။ဘာကြောင့်လဲ align icon to grad မှာအမှတ်ချစ်ပေးထားလို့ဒါဆိုအမှတ်ချစ်ဖြုတ်ကြည့်လိုက်မယ် right click ထောက်မယ် view ကိုသွားမယ် align icon ကိုအမှတ်ချစ်ဖြုတ်တစ်ချက်တက်လိုက်လက်ကလေးတစ်ချက်ထောက်လိုက်ပြုတ်သွားပြန်ကြည့်မယ်ပြုတ်သွားပြီနော်ပြုတ်သွားခြင်းကြောင့်တို့ရွှေ့ကြည့်လိုက်မယ်အဲ့လိုထပ်လို့ရတယ်နားလဲမယ်နော်အဲ့ဒီလိုဘာလို့လဲထပ်လို့ရပါတယ် icon တွေဒီလိုဖိပြီးရွှေ့လိုက်ရတယ်နော်အဲ့လိုမျိုးတွေပေါ့အစီငေါမတဲ့ဘူးပေါ့နော်ခုနကကြတော့အမှတ်ချစ်ပေးထား align icon to grad မှာအမှတ်ချစ်ပေးထားရင်နော်တန်လိုက်လေလို့ဖြစ်သွားတယ်သူ့ရဲ့၄တော့ကွက်သူ့ရဲ့ဒီ software မှာရှိတဲ့ grad အတိုင်းကိုပဲရတယ်ဒါဆိုရင်နားလည်မယ်နော်ဒါဆိုမှတ်ချစ်ပြန်ပေးထားမယ် view သွားမယ် align grad ကိုမှတ်ချစ်ပေးထားလိုက် okay ဒါဆိုတော့ grad လမ်းကြောင်းနဲ့ညီသွားပြီပေါ့နော်ရွှေ့လို့ရတယ်သူ grad okay ဒါဆိုရင်နားလည်မယ်နော်ကဲနောက်တစ်ခု right click ထောက်မယ် view ကိုသွားမယ် okay show desktop icon နဲ့ဒါကြတော့လွယ်လွယ်လေးပါသူ့ကိုတစ်ချက်ထောက်လိုက်screen ပေါ်မှာရှိတဲ့ icon တွေပြောက်သွားတယ်ဟုတ်ပြီနော် right click ထောက်မယ် view ကိုသွားပြီးအမှတ်ချစ်ပြန်ပေးလိုက်ပြန်ပေါ်လာတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အတွေ့အကြုံတွေပြရမယ်ကျွန်တော်လည်းကွန်ပျူတာဟိုလွန်ခဲ့တဲ့2012 13လောက်တုန်းကစပြီးတော့လေ့လာခဲ့တယ်အဲ့ဒီမှာပေါ့ကွန်ပျူတာ software လေးတော့နေပါထည့်တတ်တယ်ပေါ့နော်ဒါအမှတ်တရလေးပေါ့နော်အားလုံးသိအောင်လို့ကျွန်တော်ရဲ့တငယ်ချင်းတယောက်ကတော့ကွန်ပျူတာဝယ်လာတယ်ဝယ်လာပြီးတဲ့အခါမှာသူကကွန်ပျူတာနဲ့ပတ်သက်လို့သူကမသိတဲ့အခါကျတော့လက်လျှောက်ကလိလိုက်တာလက်လျှောက်ကလိပြီးတော့ဒီ view မှာအမှတ်ချစ်ဖြုတ်မိသွားတယ်တငယ်ချင်းကပြောဟဲ့အောင်လေငါကွန်ပျူတာတွေထဲကအိုင်ကို software တွေအကုန်ဖောက်သွားတော့ကွာငါကလိလိုက်တာသူကအစ်စ်လေးဆိုတော့မထီရမကန်ရဲပေါ့နော်ဒါပေမဲ့ကလိလိုက်တော့အဲ့လိုဖြစ်သွားဒါပေမဲ့ကျွန်တော်ကသူ့ကိုပြောတယ်အေးအဲ့ဆိုငါ software တွေထည့်တတ်တယ်ကွာပေးဆိုပြီးတော့ကျွန်တော် USB drive တွေနဲ့ကွန်ပျူတာတဲ့ software တွေထည့်တာထည့်တဲ့အခါမှာ software တွေကဝင်နေဒါပေမဲ့စခွင့်ပေါ်မရောက်လာဘူးအဲ့ဒါပတ်သက်ပြီးတော့ဟောငါလည်းမလုပ်တော့ကွာမင်းဆိုင်သွားလိုက်တော့ဆိုတော့အလုပ်တရက်နားပြီးတော့ဆိုင်သွားကွန်ပျူတာဆိုင်သွားတာအဲ့ဒါနဲ့ကွန်ပျူတာဆိုင်ကဘာလုပ်လိုက်လဲဆိုရင် window အသစ်တင်ပေးလိုက်တယ်အဲ့ဒါအမှတ်တရလေးပေါ့နော်အဲ့တော့ဒီဗန်လေးကြည့်ကြတဲ့တငယ်ချင်းတွေလည်းဒါလေးကအမှတ်တရလေးပါအဲ့တော့ဒီနေရာမှာ right click ထောက်မယ် view ကိုသွားပြီးရင် show desktop icon အမှတ်ချစ်ပေးလိုက်တာနဲ့တင်ပေါ်လာပြီဟုတ်ပြီနော်အဲ့ဒါလေးကိုဟိုတေချာလေးလုပ်ပေါ့နော်ဒါတငယ်ချင်းကွန်ပျူတာဖြစ်သွားခဲ့ရင်လည်းတလုပ်ပြီးကြပါနော်โอเคပါအဲ့တော့အလုံးနားလည်လိမ့်မယ်နော်ဒါက right click ထောက်ပြီးတော့ view အကြောင်းကိုကျွန်တော်တို့နားလည်သွားပြီပေါ့နော်ဟုတ်ပြီနော်အဲ့ဒါပြောရလို့ရှိရင်နောက်တစ်ခုဒီမှာ short by view ရဲ့အောက်မှာဗာလဲ short by short by အကြောင်းကိုထပ်ပြီးရှင်းပြမယ် short by ကိုတစ်ချက် click လိုက်ပြီးဒီတင်လာဒါကြတော့ name ကိုထောက်ကြည့်လိုက်ဒါဆိုရင် screen ပေါ်မှာ तू ကဗာလဲ name နဲ့စီပေးသွားတယ်ဟုတ်လား name နဲ့အစင်လိုက်စီသွားတယ်ဟုတ်လား name ကနေစပြီးတော့အစင်လိုက်စီသွားတယ်ဒါကွန်ပျူတာ screen ပေါ်မှာရှိတဲ့ icon တွေကိုအစင်တကြသူကစီပေးတာအဲ့တော့ right click ထောက်မယ် short by ကိုသွားမယ်ပြီးရင် site ကိုသွားလိုက်ဒါဆိုရင်အကြီးဆုံးဒီ video screen ပေါ်မှာရှိတဲ့အကြီးဆုံး site ကဟိုးအပေါ်ရောက်ပါတယ်ဟုတ်ပြီနော်နားလည်မယ်နော် right click ထောက်မယ် short by ကိုသွားမယ်ပြီးွားရင် item type ကိုရွေးပြလိုက်ဒါဆိုရင်ဒီမှာနော် item type ဆိုတော့ this pc ကအပေါ်ပဲဒါမှဒီမှာတခုပြောချင်တာကျွန်တော်ဆိုရင်တော့အမြဲတမ်း item type ကိုပဲရွေးထားပြီးတယ် short by မှာ item ဘာကြောင့်လဲဆိုရင်ကွန်ပျူတာဒီ screen လေးဒီကွန်ပျူတာရဲ့ icon လေးကဟိုးအပေါ်မှာဒါဆိုတော့က this pc ဆိုတဲ့ကွန်ပျူတာ icon လေးကိုရှာကြမလို့တော့ဘူးဒီအပေါ်ကိုသွားလိုက်တာနဲ့ automatic ဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ကွန်ပျူတာနှိပ်တဲ့တော်များများကအဲ့လိုမျိုးစီထားကြတယ် item type ကိုရွေးထားပေးလိုက်တယ်ပေါ့နော် right click ထောက်တယ် short by မှာ item type ကိုရွေးလိုက်တယ်ဟုတ်ပြီနောက်တစ်ခုအောက်ဆုံးက date modify date modify ဆိုတာဘာကိုပြောတာလဲဆိုရင်ကိုကွန်ပျူတာကိုနောက်ဆုံးထည့်လိုက်တဲ့ video တော့၎င်း software တော့၎င်းဒါမှဓာတ်ပုံတော့၎င်း
ဒီဘက်အပေါ်ဆုံးမှာပေါ်တယ်အစင်လိုက်ပေါ့နော်ဒါကနောက်ဆုံးတယ်သူ့နေနဲ့သူအစင်လိုက်ပေါ့နော်ဒါကနောက်ဆုံးထည့်တယ်ဒီ screen ပေါ်မှာနောက်ဆုံးရောက်သွားတဲ့ software ကအပေါ်ရောက်သွားတယ်ဒါဘာကြောင့်လဲ shop ပိုင်ရဲ့ identity မှာ date modify မှာရွေးထားလို့ဟုတ်တယ်နော်အဲ့တော့ identity ကိုပဲရွေးထားပေးရမယ်နော် okay ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေဟိုက view အကြောင်းနားလဲသွားပြီ shop ပိုင်အကြောင်းနားလဲသွားပြီဟုတ်ပြီနော်ကဲနောက်တစ်ခု right click ထောက်မယ် reflect ဟုတ်ကဲ့အားလုံးပဲပေါ့နော်အရင်မှရေးကြည့်ပါတယ်အားလုံးတေချာကြည့်ထားပါ reflect အကြောင်းက reflect ဆိုတာဘာကိုပြောလဲဆိုရင်ကျွန်တော်တို့ကွန်ပျူတာမှာကိုကဟိုပေါ့နော်ဟိုတို့ feeling ဒါလေးပြောကြည့်တယ်သပင်ညက်တမာတယောက်ဆိုရင်သူကသပင်ကိုညက်ကကြီးဆိုညက်ကြဘူးလားကဲသူသပင်မညက်ခင်မှာသူကကကြီးမလုပ်လားလုပ်တယ်ဘာကြောင့်လဲသူ့ရဲ့ feeling ပဲသူကျွမ်းကျင်တဲ့ skill ပြတယ်လို့ဘာလို့ပေါ့ကကြီးညက်ခင်ကကြီးဆိုအဲ့လိုပဲကျွန်တော်တို့ကွန်ပျူတာသမားတယောက်လေ feeling ပဲအဲ့တော့ right click ထောက်တယ် reflect လေးနှိပ်ပြီးတယ်ပဲထောက်တယ် reflect လေးနှိပ်ပဲဟုတ်မယ်နော်အဒါပါလေ feeling ပဲတချို့ပြောရတယ်စက်ကိုမြန်အောင်လို့တဲ့စက်ကိုတန့်ရှင်းလောက်တာတွေဖြစ်တယ်မဟုတ်ဘူးနော်မှားတယ်နော်မြန်အောင်လည်းမဟုတ်တန့်ရှင်းအောင်ဘလို့မှ termination ထုတ်လို့မရဘူးဘာအဓိပ္ပာယ်မှမရှိဘူးဒါပေမဲ့ကွန်ပျူတာကို right click ကွန်ပျူတာသမားတယောက်ရဲ့ feeling ဟုတ်ပြီနော်ကွန်ပျူတာသမားတယောက်ရဲ့ right click ထောက် reflect နေဒါကြောင့်သင်တန်းသားတွေဒီ brand လေးကြည့်တော့ကိုမာတဲ့အားလုံးပဲကိုကမောက်ကင်တာကျွမ်းကျင်ခြင်းနဲ့ညံ့ခြင်းနဲ့ဆိုရင် screen ပေါ် right click ထောက်လိုက် reflect လေးကိုလက် click ထောက်လိုက် right click ထောက်လိုက် reflect လေးလက် click ထောက် right click ထောက်လိုက် reflect လေးကိုလက် click ထောက် right click ထောက်မယ် reflect လက် click ထောက်အဲ့လိုမျိုးလေးနဲ့ကွန်ပျူတာရဲ့ screen ကိုအလန်းပေးလိုက်တဲ့သဘောပေါ့ဟုတ်နော်ကွန်ပျူတာကြီးလေးနေတာတို့ကွန်ပျူတာဥမာပေါ့ software တွေ copy ကူးလို့ရှိရင်ဒါကစက်ကိုအလန်းပေးတဲ့သဘောကွန်ပျူတာတို့မထိဘဲနဲ့နေလိုက်ရင်သူကအိတ်သွားတယ်ဒါဆိုရင်တို့ကအလန်းလေးပေးပြီးတော့ဒါအဓိကရတဲ့ရွေချက်ကတော့ကွန်ပျူတာသမားတယောက်ရဲ့ feeling ပဲ okay အဲ့ဆိုနားလည်မယ်နော်ဒီကြောင့်သိသွားပြီ short ပိုင်းသိသွားပြီ reflect သိသွားပြီနောက်တစ်ခု new floater ဟိုမိုက်တယ်တေချာကြည့်မယ်နော် right click ထောက်တယ် new ကိုထောက်တယ်ပြီးရင်ဒီမှာ floater လေးကိုတစ်ချက်ထောက်လိုက်လက် click ထောက်လက် click ထောက်အိုး floater တစ်ခုတိဆောက်တာဟုတ်ပြီနော်ဒါဆိုရင် floater တယောက်တိဆောက်တယ်ပဲမယ်နော် right click ထောက်တယ် new ကိုသွားမယ် floater လေးကိုတစ်ချက်ထောက်လိုက် okay အဲဆို floater တိဆောက်တာပြီးရင်ဖြတ်မယ်ဆိုတစ်ချက်ထောက်တယ် right click ထောက်delete ပေါ့အမှ delete delete နှိပ်ဒါမှမဟုတ်ရင်တစ်ချက်ထောက်ပြီး keyboard delete နှိပ်လိုက် new floater ဘာလုပ်တာလဲဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာမှာကိုယ့်ရဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုယ့်ရဲ့ data တွေအားလုံးကိုသိမ်းဆည်းတဲ့နေရာမှာကျွန်တော်ဆိုတော့မှာဗီဒီယိုလေးတွေသင်ခန်းစာလေးတွေကိုလုပ်ပြီးတော့floater တစ်ခုအနေနဲ့ကွန်ပျူတာ basic Photoshop သင်ခန်းစာပြီးသွားလို့ရှိရင်ဗီဒီယိုတီးဖြတ်ပြီးသွားလို့ရှိရင် After Effects ဒီလိုမျိုးနဲ့ floater လေးတွေစုပြီးတော့ကိုလိုချင်တဲ့ data တွေကိုသိမ်းထားတာကို new floater လို့ခေါ်တယ် new floater မှာသိမ်းလို့ရတယ်ကဲပြန်ပြောမယ်နော် right click ထောက်လိုက်တယ် new ကိုလက် click ထောက်ပြီးဟိုမှာ floater ကိုတန်းသွားဒီကနေတန်းသွားလိုက်ဒီတော့တစ်ချက်ထောက်တန်းသွားပြီး floater ကိုတစ်ချက်ထောက်လိုက် okay ဒါဆိုရင် new floater တစ်ခုရရှိသွားပြီဟုတ်ပြီနော်အဲ့ဒါဆိုအားလုံးပဲရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲပေါ့နော်ဟုတ်ကဲ့အဲ့ဆိုရင်ဒီနေ့ကွန်ပျူတာ basic တတိယလေးဟာဒီလောက်ပါပဲကိုကနားမလည်ဘူးဆိုရင်ထပ်ကလေးကြည့်မယ်ထပ်ကလည်းနားထောင်မယ် okay အဲ့တော့ကိုကျွန်တော်ရဲ့ဒီ iWork Computer Bot Channel လေးကို subscribe နှိပ်ထားခဲ့ပါနေ့စဉ်တင်ရင်တိုက်ရိုက်ရောက်ရှိမှာဖြစ်တယ်နောက်ပြီးတငယ်ချင်းတွေကိုလည်းလက်ညွှန်ပေးပါဒီ channel လေးမှာကွန်ပျူတာ basic နဲ့ပတ်သက်တာလေးကိုကွန်ပျူတာအကြောင်းအရာတွေကိုကိုကအခြေခံနေစပြီးလေ့လာလို့ရတယ်ဆိုတာကိုလက်ညွှန်ပေးပါ okay အားလုံးပဲမင်္ဂလာပါအားလုံး bye bye